အားလုံးပဲမင်္ဂလာပါ The Mass Football Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ဒီနေ့ညမှာကစားမယ့် Champions League ရှုံးထွက်ဒုတိယကျုပ်ပွဲစဉ်များကိုခံမှန်းရလက်တွေသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်သွားလိုက်ရအောင်အားလုံးပဲ Let's go ကျွန်တော်ပထမဆုံးတင်ဆက်ပေးမှာတော့ Atletico နဲ့ Blue Jays တို့ရဲ့ Champions League ပွဲစဉ်တွေပဲဖြစ်ပါတယ် Blue Jays ရဲ့အိမ်ဝင်းမှာဆိုရင် Atletico က 3-3 နဲ့ပထမအကျုံးမှာတည်ကြထားတယ်ဒါကြောင့်ဒီပွဲစဉ်ကနှစ်သင်းလုံးအမားခံလို့မရတော့တဲ့အနေအထားမှာရှိတယ် Atletico ကတော့အင်ရှင်ဖြစ်တဲ့အတွက်အိမ်ဝင်းအားသာချက်ရှိမယ်ဒီပွဲမှာဆိုရင်လည်း Atletico အသင်းက Blue Jays အသင်းကိုတစ်လုံး65ပြားရှုံးကြေးထွက်တယ်။ဂိုးပေါင်းကြီးက3လုံး55ပြားရှုံးကြေးပေါက်တယ်။ကျွန်တော်တို့ဒီပွဲမှာတိုက်စစ်ကပုံမှန်ချွေသွန်းရှိနေတဲ့နှစ်သင်းတွေ့ရကြောင်းကျွန်တော်ဒီပွဲကို over ရွေးချယ်ခြင်းနဲ့ဂိုးပေါ်ကိုကြိုက်တယ်။ကင်နာတို့ပွဲကတော့ Inter Milan နဲ့ Bodo Glimt တို့ရဲ့ Champions League ပွဲစဉ်လေးဖြစ်တယ်။ပထမအကျုံးမှာ Bodo Glimt အိမ်ဝင်းမှာ Inter Milan ကို 3-1 နဲ့အရေးနေခဲ့တယ်။ဒီပွဲမှာလည်း Inter Milan အသင်းက3လုံးအသာနဲ့ Bodo Glimt ကိုအနိုင်ယူပြီးတော့ Champions League နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်လေးလည်းတစ်ပွဲဖြစ်သလိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်လေးတစ်ပွဲလည်းဖြစ်တယ်။အခု Inter Milan အင်္ဂွေးမှာကစားမယ့်ပွဲမှာဆိုရင် Inter Milan အသင်းက Bodo Glimt အသင်းကိုနှလုံးကို10နိုင်ကြီးထွက်တယ်။ဂိုးပေါင်းကြီးက4လုံးကို4နိုင်ကြီးပေါက်တယ်။တော့ဒီပွဲမှာဂိုးပေါ်ဝင်ရွေးချယ်ခြင်းနဲ့ over ကိုကြိုက်တယ်။ Inter Milan ဂိုးသွင်းမှာဖြစ်သလို Bodo Glimt ကလည်းဂိုးသွင်းမယ်လို့ကျွန်တော်မျှော်လင့်တယ်။ဒါကြောင့် over ကိုကြိုက်တယ်။ကျွန်တော်နောက်တစ်ပွဲကတော့ Leverkusen နဲ့ Olympiacos တို့ရဲ့ Champions League ပွဲစဉ်လေးပဲဖြစ်တယ်။ဒီပွဲမှာဆိုရင်လည်းကျွန်တော်ပထမအကြော့မှာOlympiacos အိမ်ဝင်းမှာ Leverkusen က 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတယ်။ဒီပွဲမှာဆိုရင်လည်း Leverkusen အသင်းက Olympiacos အသင်းကိုတစ်လုံး80နိုင်နဲ့ကြီးထွက်ပေးထားတယ်။ဂိုးပေါင်းကြီးက3လုံး35ပြားနိုင်နဲ့ကြီးထွက်တယ်။ကျွန်တော်တို့ဒီပွဲမှာအသာစီးရပြီးသားဖြစ်တဲ့အင်ရှင် Leverkusen နဲ့ဂိုးအောက်ကိုရွေးချယ်တယ်။နောက်ထပ်တင်ဆက်ပေးမယ့်ပွဲစဉ်လေးကတော့ Newcastle နဲ့ Qarabağ တို့ရဲ့ Champions League ပွဲစဉ်လေးဖြစ်တယ်။ပထမအကြော့ Qarabağ အိမ်ဝင်းမှာ Newcastle က6-9ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတယ်။အခုပွဲမှာဆိုရင်လည်း Newcastle အသင်းက Qarabağ အသင်းကိုနှလုံး65ပြားရှုံးနဲ့ကြီးပေါက်ထားတယ်။ဂိုးပေါင်းကြီးက4လုံး40နိုင်ကြီးထွက်တယ်။ကျွန်တော်ဒီပွဲမှာဆိုရင်တော့ Ancient Newcastle ကအင်္ဂွေးမှာနိုင်မယ်ဆိုရင်တော့မှပဲ Qarabağ ကိုကူးပြတ်မယ်မထင်တာကြောင့်ကျွန်တော်က Qarabağ ကိုရွေးချယ်တယ်။အခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် Champions League ရှုံးထွက်ဒုတိယကြော့ပွဲစဉ်တွေကိုကျွန်တော်အကြိုက်ဆုံးအသင်းလေးတွေကိုဖြစ်နိုင်ခြေများတာလေးတွေကိုခံမှန်းရွေးချယ်တင်ဆက်ပေးထားတယ်။တို့ကြိုက်တယ်ဆိုလိုက်ကစားလို့ရတယ်မကြိုက်ဘူးဆိုရှောင်လို့ရတယ်ခင်ဗျ။ဘလုံးပွဲတွေကို5 minute မောင်းပေါ်ဒီကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Mass Football Channel 399894နဲ့3999လေး Viber နဲ့ Telegram ကိုလာရောက်ဆက်သွယ်စုံစမ်းပြီးတော့အကောက်ဖွင့်ကစားလို့ရတယ်ဆိုတဲ့အကြောင်းသင်ကောင်းပါအပ်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုချမ်းသာကြပါ